ကျွန်တော်တို့ရဲ့ဒီသတင်းပေးသက်တွေပေါ့ဒီကြားဖြန့်ကိစ္စနဲ့မအားလာရခက်ခဲကြားဖြန့်ကိစ္စဘယ်လောက်ထိအခြေအနေကိုရောက်သွားပြီလဲဆိုရင်ကြားဖြန့်ကကိုဘုချစ်သူပေါ့ဘုချစ်သူတို့ဘက်ကြားဖြန့်မှာဘုချစ်သူတို့အဖွဲ့ရဖွဲ့ရှိမယ်ဒီ DKB ဆော့ဆောင်းအောင်လို့ပေါ့ဆိုတော့နေသားမှာကြားဖြန့်ပြဿနာကကျတော့အမေရိကရဲ့ပြဿနာကမ္ဘာရဲ့ပြဿနာဖြစ်လာတယ်ဆိုတော့အမေရိကကလည်းဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆော့ချစ်သူကိုလူကျင်တယ်တရုတ်ကလည်းလူကျင်တယ်ကြားဖြန့်ကိုစပြီးတော့မွေးတာကဗမာဗိုလ်ချုပ်တွေပဲမွေးတာအာဏာသိမ်းအုပ်စုတွေပဲမွေးကြတာအာဏာသိမ်းအုပ်စုတွေပဲမွေးကြတာဆိုတော့အခုကြားဖြန့်ကိုရင်တော့ကဘာမအော်သေးဘူးကြားဖြန့်မှာအဓိကပြဿနာငွေလိမ်တဲ့ပြဿနာရှိတဲ့လူမျိုးဒီလူမှောင်ခိုပြဿနာပြီးကိုတွင်းကလီစာတွေကိုဖြုတ်ရောင်းတဲ့ပြဿနာတွေအပြင်နိုင်ငံဖြတ်ကျော်ရာဇဝမှုတွေဖြစ်လာတယ်ဒီကမိခင်ဒီကောင်ရဲ့ဒီကမန်တိုင်းမိခင်ဘယ်ကနေပောက်ဖွာလာလဲဆိုတရုတ်ကပောက်ဖွာလာတာအဲ့တော့တရုတ်ကပောက်ဖွာလာတဲ့ဖြစ်တဲ့အတွက်တရုတ်ကဘယ်လိုလုပ်မလဲဆိုတော့သူ့ရှုသူပြန်ပတ်တာခုသူမွေးခဲ့တဲ့မိကိုသူငိမ့်မရမှာအမေရိကလည်းအဲ့ဒါကိုပြောထားတယ်ခုချမ်းနိုင်ငံစီဝေးတွေလောက်ကြတယ်ခုကျွန်တော်တို့အာရှမှာတရုတ်ခေါ်ပြီးတော့တရုတ်ပါတယ်မြန်မာပါတယ်လာအိုပါတယ်ကမ်ဘောဒီးယားပါတယ်ထိုင်းပါတယ်စသဖြင့်နိုင်ငံတွေပါကြတာပေါ့အဲ့ချမ်းနိုင်ငံစီဝေးလောက်တဲ့ထက်မှာကတကယ်ကြားဖြန့်လုပ်နေကောင်းပြီဘယ်ကောင်းဆုံးတွေကကြားဖြန့်ကိစ္စကတရုတ်တန်တစ်ဖက်တည်းလုပ်လို့မရဘူးအာဏာပိုင်အဆက်တွေနဲ့လုပ်ရတာအာဏာပိုင်ကမှသိမှုကွေးအာဏာပိုင်နဲ့မရဘူးဘယ်လိုမျိုးအာဏာပိုင်နေလဲဆိုတော့ဒီအကောင့်ကြီးရှိတွေပေါ့ခုမြန်မာပြည်မှာဆိုပြမင်းအောင်လိုက်ကနေတော့အောက်ကဘယ်သူရှိလဲဆိုဗိုလ်ချုပ်မမောင်ဦးတို့ကစားဒီစောချစ်သူကိုနဲ့ပေါင်းပြီးတော့လုပ်ကြတယ်ဆိုတော့စောချစ်သူနဲ့ပေါင်းပြီးလုပ်ကြရဆိုတော့သူတို့ကလည်းစောချစ်သူကရလာတဲ့ပတ်စံကိုမြန်မာစက်တက်ကိုထောက်ပါတယ်90ရာခိုင်နှုန်းထောက်ပါတယ်အဲ့မှာပွဲစားအဆင့်ပေါ့ဘယ်သူကဘယ်လောက်ရလဲညာသူကဘယ်လောက်ရလဲဆိုတော့ပွဲစားအဆင့်နဲ့သူတို့ကသွားကြတယ်ပွဲစားအဆင့်နဲ့သွားကြဆိုတော့အဲ့ပြဿနာကဘယ်ထိသွားလဲဆိုတော့မြန်မာဗိုလ်ချုပ်တွေကသိရတယ်မှာပတ်စံရိုင်ဘာမဆိုလုပ်တဲ့မြန်မာဗိုလ်ချုပ်တွေနော်သူပေးနေကန်နေတဲ့ကောင်တော့ပြင်းပဲဘုရားဘာသာအမိခံထားတဲ့မြန်မာတွေတဲ့ဘုရားဘာသာပြည်ခံထားတဲ့မြန်မာဆိုပြီးတော့မြန်မာလူမျိုးကိုနှိမ့်ဆက်ညှဉ်းပန်းတယ်ဘုရားဘာသာမှာအဲ့လိုလည်းမရှိဘူးလေဒါကိုမဘာသာအုပ်စုတဲ့ညင်ကြတယ်ခုမင်းနဲ့တည်ထားတဲ့မဟာဝိဇိယအဲ့မှာကျောက်တော့စိတ်တူကြီးကိုတည်ထားတာဘယ်ကပတ်စံနဲ့တည်တာလဲကြားဖြန့်ပေးတဲ့ပတ်စံနဲ့တည်တာလူတို့တွေရဲ့ဒီလူသားတွေရဲ့အသက်သွေးချွေးတွေနဲ့ယဉ်ပြီးတော့အဲ့ဖះကိုကြားဖြန့်လှူပြီးလို့ရှိရင်တည်ထားတဲ့ပတ်စံတွေပြီးတော့လာလှူတဲ့ကောင်တွေဘွဲတစိတ်တွေဘာတွေညာတွေချိမလိုက်တာအများကြီးပဲဘွဲတစိတ်တွေဘာတွေချိမြပေးလိုက်တယ်ဒါပေမဲ့မင်းအောင်လိုက်ဘွဲတစိတ်ပေးလိုက်တဲ့ကောင်တွေဒီမကြောက်သိတာပဲဌာနဆန္ဒပဲပဲဆောက်ရှိကြည့်မလားရှိကြည့်ကြံကြည့်မလားဘာမှစီမဆိုင်ရမဆိုင်မင်းအောင်လိုက်လဲဆွဲနှုတ်ဆက်တဲ့ပိထုံတန်ရှင်နာဘဝန်ကြီးချုပ်တွေမှာပြုတ်သွားနေတာပဲဒီတချီရတော့ရှင်းရှင်းပြလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီຫນွေဦးတော်လှန်ရေးရဲ့ရောင်ကြီးလဲဖြစ်တယ်လို့မျိုးမင်းအောင်လိုက်အကြက်တွေ့နေတဲ့ချိန်မင်းအောင်လိုက်အကြက်တွေ့နေတဲ့ချိန်မှာကျွန်တော်တို့အပြတ်ဆော်အောင်မချိန်ပြောက်သွားတယ်ဘာကြောင့်ကျွန်တော်တို့ကပြောလို့ဆိုမင်းအောင်လိုက်ဒီခုအမေရိကလည်းကြက်ထားတယ်တရုတ်ကလည်းကြက်ထားတယ်ဒီဆော့ချစ်သူတွေရဲ့အဖွဲ့ကိုဆော့ချစ်သူဆော့ဆန်ဘူစတီဆော့ဆွေဝင်ကျန်တဲ့အုပ်စုတွေကိုသူကကြက်ထားတယ်ကြက်ထားတော့ဆော့ချစ်သူသွားမယ်လမ်းကဘူချစ်သူသွားမယ်လမ်းကတရုတ်ကိုသွားမလားအမေရိကကိုသွားမှာနှစ်လမ်းပဲရှိတယ်ဒီကြားထဲမှာမင်းအောင်လိုက်ရဘယ်လိုခင်းကျင်းနေကစားမလဲတဘောအဖြစ်ဆော့ချစ်သူမင်းအောင်လိုက်ဖမ်းလိုက်ပြီကဲဆော့ချစ်သူလက်အောက်မှာရှိနေတဲ့နေကြဆိုတဲ့ BGS တွေလက်ခံမလားဆော့ချစ်သူကတာရကြီးဖမ်းခံမလားတစ်ချက်โอเคဆော့ချစ်သူမဖမ်းဘူးထားလိုက်မယ်ကဲဆော့ချစ်သူကိုတရုတ်ကအမေရိကနေတော့ဝင်ဆွဲပိုင်ပြီးတော့လုပ်နေအဲ့မှာတိတ်လေမာလာတိတ်လေပြီဆော့ချစ်သူကို
ဖမ်းပြီးတော့တရုတ်ကိုပို့မလားအမေရိကပဲဖမ်းခံမလားသို့မဟုတ်သူ့ထဲမှာပဲထားမလားမလာမှာရွေးချယ်စရာလမ်းကြောင်းမရှိတော့ဘူးရွေးကောက်ပွဲဆိုတော့မစင်းစားနဲ့ရွေးကောက်ပွဲဆိုတော့မစင်းစားနဲ့မလာလုံးဝခက်ခဲတွေ့နေပြီအကြလုံးဝရိုက်နေပြီမလာကဖြည့်စည်းမရှိတော့ဒီချိန်မှာကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကညီညီညွတ်ညွတ်နဲ့ဖြိုလိုက်လို့ရှိရင်တော့ဒီတချီကတော့ကျွန်တော်ချင်တယ်ကျွန်တော်တို့အိမ်ပြန်မဲ့ခရီးရတော့လုံးဝနိစ္စဝါဘူးထင်တယ်ဘာကြောင့်ကမ္ဘာသတင်းဌာနတွေလည်းပြောတယ်ပြည်နိုင်ငံတကာသတင်းဌာနတွေလည်းပြောတယ်အဲ့ကြားဖြန်ကိစ္စဒီအမေရိကအရန်ပန်းနိုင်တယ်လို့လုပ်တာခုအမေရိက15ရက်နေ့ကအမေရိကကနေပြီးတော့ဒီ CIA FBI ပြီးလို့ရှိရင်ထုတပ်ဖွဲ့တွေထိုင်းကိုရောက်လာပြီနေဆက်ကိုရောက်လာပြီနေဆက်မှာရောက်နေပြီကြားဖြန်ကလည်းအမှန်ကရွှေ့ပလိုက်ပြီသူတို့ရွှေကုတ်ကူတို့မတော်တလေးတို့ပြီးလို့ရှိရင်ရန်ကုန်သူတို့လှိုင်းတဲ့ FMAR တို့မြန်မာနိုင်ငံထဲကိုစိတ်ဝင်သွားကြပြီကြားဖြန်တွေကမြန်မာနိုင်ငံထဲမှာဒုက္ခပေးဦးမှာလူတွေမသိတဲ့တခုရှိသေးတယ်ကြားဖြန်တင်းတိုင်းတိုင်းကျွန်တော်ကော့တုံပဲလည်းရွေ့သွားကြတယ်အိုးလိုက်ရွေ့သွားကြပြီဆိုတော့ကြားဖြန်ကိစ္စကိုအရင်ပြုပြီးတော့ရှိမအားလောက်ကိုကျွန်တော်တို့ရွှေဖို့တန်ပြီမအားလောက်ကိုကျွန်တော်တို့ကနေပြီးတော့ပြည်သက်နှစ်ကော့ဖို့အတွက်အချိန်တော့ကြာရောက်ပြီလာတဲ့မြန်မာစစ်ကောင်းဆောင် ခေါ်ရတာအဲ့ဒါကိုရှယ်ဒီခေါ်ရတာ နော်ဘူကြီးကနေပြီးတော့ဗျူဟာမှုတတ်မှမှုအဆင့်ထိကိုလူကျင်တဲ့ကရင်မလေးတွေကိုရှာအကုန်လုံးအဲ့ဒီကရင်မလေးအိတ်ခဲ့ရအဲ့ဒီလိုအိတ်ခဲ့တဲ့ကရင်မလေးကျွန်တော်ဖွင့်ထားတာရှိရင်ဖွင့်ထားတာရှိဒီမှာတစ်ချက်ပြောပြအောင်မယ်ကရင်တွေကသူတို့ချင်းချင်းမြန်မာတွေရဲ့ကျွမ်းကျင်ဆိုအလုပ်ကဘာအလုပ်လဲဆိုတော့တစ်ချက်သူခွဲပြီးတော့အုပ်ချုပ်တဲ့ပြည်ညာမြန်မာဆက်ဆွဲရတဲ့အရန်ကျွမ်းကျင်တဲ့ကိစ္စရင်တော့ကရင်တစ်ဖွဲ့တည်းရှိတယ်နောက်တော့မှ DKBA KNU KNA KNDO ကရင်လက်နက်ကဖွဲ့စည်းတွေအများကြီးဖြောက်မလဲမြန်မာဆက်ဆွဲရတွေဖန်တီးခဲ့တာမြန်မာဆက်ဆွဲရတွေဖန်တီးခဲ့တဲ့ကိစ္စတွေသူခွဲအုပ်ချုပ်တာကရင်ကောင်းဆောင်တွေကိုလုတ်ကြံတပ်ဖြတ်တယ်ကရင်ချင်းချင်းတွေပဲလုတ်ကြံတပ်ဖြတ်တယ်ကရင်ချင်းချင်းပဲလုတ်ကြံတယ်စောဘာဦးကြီးကလည်းကရင်ချင်းချင်းပဲလုတ်ကြံတပ်ဖြတ်သွားတယ်ပြည်ပရိုမိုင်းရှာတယ်ကရင်ချင်းချင်းလုတ်ကြံတပ်ဖြတ်သွားကြတယ်ပြောတော့ကရင်တွေရဲ့ဒီကရင်လွတ်မြောက်ရေးကရင်မြို့သားရေးဘာညာပြောခဲ့ပြီးမဲ့တကယ်တမ်းကရင်တွေလွတ်မြောက်ရေးကရင်မြို့သားရေးကရင်တုတ်တဲ့ရေးဆိုတာတစ်ခုတစ်ပါးသားမှကျွန်တော်မြင်တယ်လို့ဆိုတာမရှိခဲ့ဘူးဖျားတီတဲ့ကြောက်ဆော့တဲ့လို့ကြားထံပစာနဲ့ဖျားတီကြောက်ဆော့တဲ့ကိစ္စကိုဗျလူတွေရဲ့အကြည့်အသက်တွေချွေးတွေနဲ့မတရားရတဲ့ပစာနဲ့ဖျားတီကြောက်ဆော့လို့အခုတူရပါမလားကုတူမရဘူးမတရားရတဲ့ပစာနဲ့ကုတူမရဘူးဆိုတော့ကရင်တွေကျွန်တော်တို့ကကရင်တွေကျေးဇူးတွေအများကြီးရှိခဲ့တယ်တောင်မင်းရဲ့ကျေးဇူးတွေအများကြီးရှိခဲ့တယ်ဒီနေ့ဒီချိန်ထိတဲ့ကျေးဇူးတွေရှိခဲ့တယ်ကျွန်တော်တို့ကရင်ပေါ်မှာခုချိန်ထိတယ်ကျွန်တော်တို့မေတ္တာမပြည့်ဘူးကရင်မျိုးသားတွေကျွန်တော်တို့ချစ်တယ်ကရင်ကျေးဇူးတွေရှိတယ်ကျွန်တော်တို့ဆိုတော့ခုကြားမှကိစ္စကိုလုံးစုကွက်စီရှင်းပြထားတဲ့ဂူရှယ်လေးရဲ့တင်းလေးတစ်ချက်ကြည့်လိုက်ပါဟုတ်ပါကရင်လူမျိုးတွေဘာဖြစ်ရမလဲညာဖြစ်ရလို့ခင်ဗျားတို့အကုန်လုံးဗျာရှင်းပြောအာဝါဒီပွဲတွေရောက်သွားတာဒီကောင်းနေတလားမင်းတို့လေတာငါတို့ကရင်ကုန်းမှုတယ်ဆိုတဲ့ပုံစံမျိုးဗျာတကောင်ဖမ်းတဲ့အကွက်ကဟုတ်လားအခုဘာလုပ်လဲအဲ့လိုလူကုန်ကူးခံရတဲ့လူတွေကိုတော့သူကရှာပြီးတော့တစ်ဖက်က complaint တက်မှာနော်တည်င်းရမှာနော်တည်င်းမရရင် तू အဲ့ဒါမလုပ်ဘူးအဲ့ဒီလို तू ပြန်ဖမ်းပို့ပြီးတကယ်ဒီဂိုင်းနေတွေကအဲ့ဒီဂိုင်းနေကိုတလျှောက်မှဖမ်းပို့ထားတာမရှိဘူးအဲ့ဒီကောအဲ့ဒါကိုထိုင်ရကုတ်ကင်တာပဲဟုတ်ပါလားတစ်ချက်ပြအောင်ခုကြားဖြံဖမ်းနေတာကြားဖြံထွက်လာတဲ့လူတွေမှာလူတယောက်ကိုပတ်ကိုတန်းရချီပြီးပါလာကြတယ်ပတ်တန်းရချီပြီးပါလာတဲ့ကိစ္စပါလာတယ်အဲ့ဒါကိုထိုင်ရနေရပြီးတော့ပတ်စံကိုယူလိုက်တယ်ပတ်စံယူစေအဲ့လူတွေကို passport တွေကိုနဲ့လေလက်မှတ်ဖြတ်လို့ရှိရင်သက်ဆိုင်ရာမိခင်နိုင်ငံပြန်ပို့လိုက်တယ်အဲ့ပတ်စံတွေအများကြီးပြောက်နေတယ်ကြားဖြံပတ်စံတွေကအဲ့ပတ်စံတွေကဘာမှလဲနေပြီလဲလက်ရှိထိုင်းရဲ့အာဏာပိုင်တွေလက်ထက်ရနေကိုအဲ့ပတ်စံတွေလဲနေကြတာ
အများကြီးကြားဖြတ်ဇလက်ကကြားဖြတ်တော့တကယ်တမ်းရှင်းပြလို့ရှိရင်အမေရိကလောက်တာအရန်ကောင်းတယ်နိုင်ငံတကာမစ်ရှင်လောက်တာအရန်ကောင်းတယ်ပြီးရင်ဒီကောင်ကြီးရတဲ့ပတ်စံရဲ့ percentage 6ရာခိုင်နှုန်းမောင်အောင်ကို every month လွှဲပေးတယ်တဲ့မြမပြန်ကြားရေးဝန်ကြီးမောင်အောင်လက်ရှိစကားစဟုတ်ပါလားဆိုတော့ဒါနောက်ဆုံးတစ်ချက်ထပ်ပြောမယ်အဲ့ဒီခုနကလူကုန်ကူးဖို့လုပ်တဲ့မာဖီးယားတွေကိုအခုမော်လမြိုင်တို့ဗမာပြည်အတွင်းထဲတို့ရန်ကုန်တို့ဒီကောင်တွေရွှေ့တယ်တလားဒီကောင်တွေရွှေ့ဒါဆိုရင်ပြည်တွင်းတွေကလူတွေထပ်ခံကြရအောင်မယ်အဲ့တော့ပွန့်လေးပြောမယ်ဗျာမော်လမြိုင်မြို့ရဲ့ရာမညဟိုတယ်ကြီးကိုသိန်းပေါင်းမြောက်များစွာနဲ့စောချစ်သူကကြားဖြတ်နေအတွက်လွန်ခဲ့တဲ့တလခွဲဝယ်လိုက်တာမော်လမြိုင်မြို့ရဲ့ရာမညဟိုတယ်ဟုတ်ပြီနော်အဲ့တော့ချစ်သူမင်းကလေးလေးငါနေစမှာငါတော်တိုင်းဖြတ်တဲ့အချိန်တော့မင်းကိုတွေ့ခဲ့ပြီးပြီမင်းဘဒိုမဲရှာကိုတတ်တဲ့အထဲထဲမှာမင်းပါတယ်ငါအဲ့ဒီချိန်မဲဆောင်ကဲပေါ်ပြီနော်ဒီမှာဇလန်ဒီပေါ်လာကရင်ရဇလန်ဒီမှာစပေါ်လာလဲကျွန်တော်တို့သိနေတာကြာပါပြီဘာကြတဲ့ဆိုတော့သူတို့လက်ရှိဒေါ်လာကတ်မှာလုပ်နေတဲ့အတွက်ဒီတဲ့င်းကိုကရင်ချင်းချင်းနဲ့ဖုံနှားတယ်ဆိုတာကသူလည်းလက်နဲ့ကိုယ်လည်းဆိုကရင်ချင်းချင်းသွေးမြေကြားမှာကြောက်လို့ဆိုပြီးတော့သူတို့ဖုံညရတယ်ဖုံးဖိထားကြတယ်ရှင်းပြလို့ချင်းဒီမြောက်ဒီမြို့ကိုကျွန်တော်တို့နှစ်ခွန်ကတိုက်ချိန်မှာကျွန်တော်တို့ကောင်းကောင်းသိတယ်တကယ်တမ်းကနှစ်ခွန်ကရနေပြီနှစ်ခွန်ကမှရှိတဲ့စက်တပ်တွေကိုဘယ်သူကထုတ်သွားလဲလက်နဲ့ခရမ်းနေဘယ်သူကထောက်ပံ့ပေးတယ် BGF ကပဲကဲထုတ်သွားတယ် BGF ပဲထောက်ပံ့သွားတယ်တကယ်တမ်းရှင်းပြောလို့ရှိရင်ကရင်တွေကချင်းမတိုက်ဘူးဆိုတော့မူရှိလို့သာမဟုတ်ရင်ဆော့ချစ်သူကူမအားလာရင်မတိုက်ရဘူးဆော့ချစ်သူအရင်တိုက်ရမှာတကယ်တော့မူအဖြစ်ဆိုရင်ကျွန်တော်လူထုအမြင်ပြောပြတာနော်ကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ဘူးလူထုထဲကလားပြည်သူလူထုထဲကလူတယောက်ဖြစ်လို့ကျွန်တော်အမြင်ကိုကျွန်တော်ပြောပြတာသုံးသပ်ပြတာဆိုတော့ဒီကိစ္စတွေကရှင်းပြောရင်အုံနွေးနဲ့သူတို့ကတော့ရှင်းပြောလို့ရှိရင်မသိဘူးမရှိဘူးမလုပ်ဘူးဆိုတာဘူးတလုံးအဆောင်အောင်မစင်ရဘူးဆိုတဲ့ပုံစံနဲ့တော့မရတော့ဘူးဒီရှာတော့ဒီတခါတော့အားလုံးမြင့်ပြုတ်မဲ့ကိန်းဖြစ်တယ်ဆက်ပြီးနောက်ဆောင်ကြည့်အောင်ကျွန်တော်သတင်းလေးကိုမင်းတို့တတ်တဲ့အချိန်မဲဆောင်ငါမြင်လိုက်တဲ့မနဲ့အစောကြီးထွက်သွားတဲ့မျက်နှာမင်းမျက်နှာငါမျက်စောင်းလို့နေတာအဲ့ဒီချိန်ကဟုတ်လားစောချစ်သူနော်ဒီကကင်မရာမရှိဘူးဒါပေမဲ့ငါမြင်တဲ့မျက်နှာမင်းမျက်နှာငါအပြတ်ပြောလိုက်တာဒါမတရားဘူးဆရာဘရူမန်ရှာကပညာတတ်တယောက်တွေ့ရတယောက်နော်ဟုတ်ပါလားနိုင်ငံရေးလို့စဉ်းစားတဲ့ပညာတတ်ပုဂ္ဂိုလ်တယောက်ခရင်ထဲမှာရှာပါဒါအမှန်ပြောပြတာအဲ့ဒီချိန်မှာဘရူမန်ရှာတဲနေတဲ့အိမ်ရဲ့မျက်စောင်းတို့မှာကျွန်တော်တဲနေတာကျွန်တော်ကိစ္စတစ်ခုနဲ့မဲဆောက်ရောက်ပြီးတော့သမိုင်းကြီးအဲ့လိုရှိတယ်ဆိုတာကိုစောချစ်သူမင်းပြေးလို့မရအောင်မင်းဒီအဆင့်ရောက်လာတယ်ဆိုတာဘဒိုမန်းရှာကိုမင်းတပ်ပြခဲ့လို့မြန်မာစစ်တပ်ကမင်းကိုဒီအဆင့်ပေးခဲ့တာငါရှင်းရတယ်ဒီကိစ္စမလို့3ယောက်ဟုတ်မလားဒါပဲကွာဒါပဲအဲ့ဒါသမိုင်းပဲအဲ့ဒါ trick ပဲနော်အဲ့ဒါ weak ပဲနော်မြန်မာစစ်တပ်ရဲ့လှည့်ကွက်ကိုကြံတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလည်းသိအောင်ကျွန်တော်ပြောပြလိုက်တာဘရူမန်ရှာကိုတတ်တာစောချစ်သူပါတယ်ဒါကြောင့်ဒီကောင်ဒီအဆင့်ရောက်လာအဲ့ဒါမှတ်ထားလိုက်ဒီကောက်အခြေအနေလောက်နဲ့ဒီကောက်အုံနှောက်လောက်နဲ့ဒီလိုအဆင့်ရောက်လာစရာကိုမရှိဘူးဟုတ်လားတခြားတိုင်းရင်းသားတွေလည်းအဲ့ဒီလိုမြန်မာစစ်တပ်ရဲ့လှည့်စားခံရခြင်းမဖြစ်ကြပါစေနဲ့လို့ဒါကိုသိစေခြင်းလို့ကျွန်တော်ပြောတာအခုပြည်တွင်းထဲကိုရွှေ့နေပြီမိန်းမတွေပျောက်နေယောက်ျားတွေပျောက်နေ
ရေးဆွဲတာအများကြီးဖြစ်နေပြီဟုတ်ကဲ့နော်